မဟုတ်ကတွေလာမပြောနဲ့ခလေးစကားတွေလာမပြောနဲ့အဲ့ဒီထဲမှာမင်းတို့မှာသားသမီးမရှိဘူးလားမင်းတို့မှာသားသမီးမရှိဘူးလားမင်းတို့မှာမိဘတွေမဟုတ်ဘူးလားမင်းတို့မှာညီကိုမောင်နှမမရှိဘူးလားအဲ့တော့ပြောချင်တာကကျွန်တော်တို့ဒီမင်းတို့အဲ့လိုလုပ်လေမင်းတို့ဘက်မှာငါတို့မရက်တည်လေပဲငါတို့ကျွန်တော်အပါဝင်ရက်တည်ပေးဖို့အမျိုးမျိုးကြိုးစားခဲ့တယ်။ဦးနေဝင်းခေတ်မှာနိုင်ငံသားကောင်းပြည်သားစွာနဲ့သူတို့ချုပ်တဲ့ဥပဒေအတိုင်းနေခဲ့တယ်။ဦးတန်းရွှေခေတ်မှာလည်းနိုင်ငံသားကောင်းပြည်သားစွာနဲ့သူတို့အုပ်ချုပ်တဲ့အတိုင်းနေခဲ့တယ်။သူတို့ပြောတဲ့အတိုင်းနေဆိုတွေထိုင်ဆိုတွေထဆဲသွားတယ်။ဒါပေမဲ့ငါတို့တွေရှော့ပေးခဲ့တယ်။မင်းတို့တွေမပြင်းဘူး။မင်းတို့တွေရောက်တက်တယ်ပို့ဆိုးတယ်ဟုတ်လားမဟုတ်လားပြောကျွန်တော်တို့88မျိုးဆက်တွေ69မျိုးဆက်တွေကျွန်တော်တို့ကိုမတော်လာနိုင်ဘူးမကြိုက်ဘူးဒါပေမဲ့သူတို့နဲ့ကျွန်တော်တို့ဒီပလင်းတူဘူးဆိုနေရတာဆိုကျွန်တော်တို့ရှော့ပေးခဲ့တယ်ဝင်မပါဘူးသူတို့အုပ်ချုပ်တဲ့အတိုင်းနေတယ်ဒါပေမဲ့မင်းတို့တရားလွန်လာတယ်အခုမင်းတို့ခလေးချောင်းလည်းမရှောင်ဘူးကန်းကုန်ပြီနေ့ဖြင့်ငါတို့သိမှာမင်းတို့လည်းသိမှာငါတို့လည်းသိမှာဒါပေမဲ့ငါတို့မသိခင်မှာတော့မမှန်တဲ့ဘက်ကမရက်တည်ပေးနိုင်ဘူးပြောချင်တာကတရားလွန်လာပြီတရားမလွန်နဲ့ကလေးတွေအကြောင်းကိုမင်းတို့လှုပ်တာတော်တရားလွန်တယ်ကဘာပေါ်မှာဒီလောက်ဆိုးဝါးတဲ့အာနာယူမရှိဘူးဗျာတခြားနည်းနဲ့လှုပ်လို့ရတယ်တရားမလွန်နဲ့ဒီကလေးတွေကဘာဖြစ်ရှိလဲမိဘပြောတဲ့အတိုင်းသွားရတာကျွန်တော်အဆုံးစွန်ပြောနေတယ် PDF တွေခိုင်းလို့သွားရင်လည်းမကြဲရဘူးဒါနဲ့စကားအကုန်ပဲမလုပ်ရဘူးလူတွေမဟုတ်ဘူးလားဒီကလေးတွေသူများသားသမီးပြလူတယောက်လူဖြစ်ဖို့ဆိုတာလွယ်တဲ့လုံမဟုတ်ဘူးဒါကြောင့်ပြောတာကျွန်တော်တို့ဒီပြည်သူဘက်ကပဲယက်တည်မှာအမှန်တရားဘက်ကပဲယက်တည်မှာဆရာနာရှင်ကိုတော်လှန်နေတဲ့သူများဘက်ကပဲကျွန်တော်တို့ကယက်တည်မှာဓမ္မဘက်ကပဲနေမှာနိဗ္ဗာန်ရောက်မဲ့ဘက်ကပဲနေမှာငရဲကြမယ်ငရဲကန်းကိုသွားမယ်ငရဲသားတွေဘက်ကမနေဘူးအဲ့တော့တရားလွန်နေဒါကြောင့်ကျွန်တော်တို့ညီကောင်မောင်နှမတွေကိုပြောချင်တာအဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်တော်ရုံတန်းဆိုရင်မပြောဘူးကျွန်တော်ကြော်သွားတယ်ပြောမိမှာဆိုလို့ပြောရင်နဲ့ဖြစ်မှာဆိုလို့အရင်တော့ကအဲ့လိုမျိုးကလေးတွေဖြစ်ရင်ကျွန်တော်မသိသေးအောင်ကြော်သွားတယ်ပြောမိမှာဆိုလို့ဒါပေမဲ့တရားလွန်တယ်ဗျာတတိရှိမြေပြင်မှာစိန်ခေါ်ပြီးလာချတယ်နော်နိုင်ငံသားမှာနိုင်ငံတကာမှာဒုက္ခရောက်နေကြတဲ့ကျွန်တော်တို့ကလေးငယ်တွေကျွန်တော်တို့သားပြိုသမီးပြိုလေးတွေကျွန်တော်တို့ရဲ့လူငယ်တွေလူလက်ပိုင်းတွေအားလုံးဒီအတင်တို့ကြောက်ပဲအဲ့တော့ကျွန်တော်တို့ဒီ
နိုင်အောင်တိုက်မှာကျွန်တော်တို့ဘက်မှာအမှန်တရားရှိတယ်ကျွန်တော်တို့ဘက်မှာလောကဘာလာတရားကြီးရှိတယ်ကျွန်တော်တို့ဘက်မှာမိုးနမင်းကြီးတွေရှိတယ်အဲ့ဒီစစ်ကောင်စီကထောက်ခံနေကြသောသူများအားလုံးစစ်ကောင်စီကဗိုလ်ချုပ်များအပါဝင်ဒီနေ့ကိုရီးယားဇလန်တွေတပွဲလာနေတယ်နိဗ္ဗာန်ရဲ့တစ်ဖက်လာမသိဘူးနော်ကြည့်လိုက်ကြပါအမှငရဲကန်းဘယ်လိုလဲဆိုတော့ပြပါလိမ့်မယ်အမှဒီနေ့ကိုရီးယားအတွက်ဇလန်တွေလာနေတယ်မြန်မာပြည်မှာကိုရီးယားဇလန်တွေကိုချစ်ကြတဲ့သူများအဲ့ဒီဇလန်တွေကိုတချို့လည်းကြည့်နေကြပြီနော်မပြီးသေးဘူးကာရန်ဒီလာနေတယ်ကျွန်တော်တို့က Netflix ကကြည့်နေတာနိဗ္ဗာန်ဆိုတာဘာလဲငရဲကန်းဆိုတာအဲ့ဒါဘာလဲအမှပြလိမ့်မယ်ရှာဘူးဘလို့ဆွဲထုတ်တာအကုန်ပြလိုက်မယ်ကြည့်လိုက်အမှအဲ့တော့ပြောချင်တာကကိုရက်တီချက်ပေါ့အဲ့တော့ကျွန်တော်တို့ကတော့အမှန်တဲ့ဘက်မှာပဲနေမယ်ကျွန်တော်တို့ရဲ့ကလေးငယ်တွေကိုဘယ်သူလှုပ်လို့ကျွန်တော်တို့ကလက်မခံဘူးပြောပြီးသားနော်ဘယ်သူလှုပ်လို့လက်မခံဘူးဒါကြောင့်ကျွန်တော်တို့ဘက်ကညီကိုမောင်နှမများဒီចောင်းတွေဖွင့်တဲ့ကိစ္စတွေကိုတေချာပြန်လဲစီစစ်ပါလုံခြုံရေးအစီအမံတွေတေချာပြန်လုပ်ပါကလေးငယ်များကိုကာကွယ်စောင့်ရှောက်နိုင်တဲ့လူကြီးတွေစောင့်ရှောက်မှုဖြစ်ပြီးမှဒီလိုလူမြင်ကွင်းကြီးထဲမှာចောင်းနေနဲ့စာသင်ခိုင်းပါတခြားဘယ်လိုနီးနဲ့စာသင်လို့ရမလဲဆိုတော့စဉ်းစားပါ online ကစာသင်မှုကိစ္စ online ကစာသင်မှုကလည်းအဆင်မပြေဘူးဒီလိုဒေသတွေမှာ internet ရဖို့ခက်ခဲရှိတယ်ကလေးတွေမှာကွန်ပျူတာတွေရဖို့ခက်ခဲရှိတယ်မဖြစ်နိုင်ဘူးအဲ့တော့တခြားနည်းတွေနဲ့စူးစမ်းကြစေခြင်းတယ်အဲ့တော့ပြောချင်တာကတေချာစဉ်းစားကြစေခြင်းတယ်ဒါမဲ့မူရင်းတရားခံသည်စစ်ကောင်စီပဲမူရင်းတရားခံသည်လေပြန်နဲ့ဘုံကျဲတဲ့အဲ့ဒီပိုက်လော့တွေပဲတော့သူရုရှားလူမျိုးပဲဘယ်ကောင်ပဲဖြစ်ဖြစ်ပြောချင်တာကမလုပ်ရဘူးမလုပ်အပ်ဘူးမလုပ်ထိုက်ဘူးကျွန်တော်တို့ကတော့မှန်တဲ့ဘက်မှာပဲနေမှာမှန်တဲ့ဘက်ကပဲရပ်တည်မှာအားလုံးစီလုံးကြစေနဲ့အားလုံးညီညွတ်ကြစေခြင်းနဲ့ကျွန်တော်တို့ဒီကျွန်တော်ဂျပန်ရက်ဆက်တာကျွန်တော်တစ်ခါမှအဲ့လောက်မကြားဘူးကျွန်တော်ကြားဘူးလားကျွန်တော်တော့မကြားဘူးဗျာအင်္ဂလိပ်လည်းအဲ့လောက်ရက်ဆက်တာတစ်ခါမှမကြားဘူးအင်္ဂလိပ်ကပြစ်တယ်ဆိုတာကဆန္ဒပြတဲ့လူပြစ်ထက်တာဟိုဒီကျွန်တော်တို့ចောင်းသားကောင်းသွားတယ်ဒီလိုကလေးတွေကိုလှုပ်တယ်ဆိုတာတစ်ခါမှမကြားဘူးဗျာအမေရိကန်လည်းမကြားဘူးပါအမေရိကန်လည်းသူလှုပ်ခဲ့တဲ့သမိုင်းမှာတစ်ခါမှအဲ့ဒါမျိုးလှုပ်တော့ကျွန်တော်မကြားဘူးဟာမတ်စ်ကတော့လှုပ်သွားတယ်နော်အစ္စရေးမှာဒါကြောင့်ကျွန်တော်ဟာမတ်စ်ကိုအပြင်းအထန်ရှုတ်ချတယ်ဟာမတ်စ်ကိုအပြင်းအထန်ကန့်ကွက်တယ်ဟာမတ်စ်ကိုဘယ်တော့မှမထောက်ခံဘူးဟာမတ်စ်လှုပ်သွားတယ်နော်အစ္စရေးကလေးငယ်တွေကိုလူမဟုတ်တဲ့လူတွေဒါကြောင့်ကျွန်တော်ပြောတာကလေးတွေကိုလှုပ်ပြီးဆိုရင်ဘယ်သူမှဆိုခွင့်မလုပ်ဘူးဒီလိုနီးနဲ့ကျွန်တော်တို့ပြန်မလုပ်ဘူးအဲ့တော့ဒီနေ့ပါကစ္စတန်နဲ့အိန္ဒိယပြဿနာအဲ့ဒီပြဿနာပဲတချို့သောလူတွေကရန်သူရဲ့ကလေးကိုရန်သူလို့သတ်မှတ်ပြီးရဲဆက်ဆက်လုပ်တာအဲ့ဒါကအစွန်ရောက်မှုပဲအဲ့ဒါဒီရာဇဝမှုပဲအဲ့ဒါမျိုးလုပ်တဲ့လူမြည်သူကိုမဆိုမထောက်ခံဘူးအပြစ်မဲ့ကလေးတွေအပြစ်မဲ့ပြည်သူတွေအပြစ်မဲ့တဲ့အလုပ်သမားတွေဒီလိုနည်းနဲ့လောက်တာကိုလုံးဝမထောက်ခံဘူးဒါကြောင့်ကျွန်တော်တို့ဘက်ကနာကြီးမှုတွေမျက်ရည်တွေကိုအန်ကျိတ်ပြီးတော့အောင်ပွဲနဲ့ပဲကျွန်တော်တို့သွားမှာမှန်ပါတယ်အဲ့တော့ကျွန်တော်တို့ကလေးငယ်များကို
တခြားနည်းတွေနဲ့လောက်ပြသေးခြင်းနဲ့ကျွန်တော်တို့ရဲ့တာဝန်ရှိသူများပေါ့ဗျာလောက်ကြစေခြင်းနဲ့ကျွန်တော်တို့မခံစားနိုင်ဘူးဗျာရက်ဆက်လုံးကို့မှလည်းသားသမီးတွေနဲ့ဗျာဘယ်လိုမှတုတ်ပြန်စရာအကြောင်းမရှိဘူးလေကျွန်တော်တို့ကအခုလုပ်နေတာကျွန်တော်တို့အမှန်ကန်ဆုံးနည်းနဲ့သူတို့ကိုတနက်ချင်းတိုက်ပြီးသူတို့ကိုဖြုတ်ချရမှာပဲသူတို့ကိုကျွန်တော်တို့မလုပ်ရမလဲတိုက်ရင်တွေကိုသိမ်းရမယ်သူတို့ရဲ့စစ်စခန်းတွေကိုသိမ်းရမယ်ကိုယ်နေမြေကနေသူတို့ကိုမောင်းထုတ်ရမယ်ဒီနေ့ KNU လုပ်နေသူကရင်နယ်မြေမှာသူတို့အကုန်မောင်းထုတ်နေပြီကချင်ပြည်နယ်မှာသူတို့ကိုအကုန်မောင်းထုတ်နေပြီရခိုင်ပြည်နယ်မှာအကုန်မောင်းထုတ်နေပြီကရင်ပြည်နယ်မှာအကုန်မောင်းထုတ်နေပြီကိုကန့်ပြည်နယ်တောင်ပလောင်ပြည်နယ်ဝပြည်နယ်မှာသူတို့ကိုအကောင်မောင်းထုတ်နေပြီထုံးကြီးလည်းကောင်းပဲရန်ကုန်တိုင်းရတယ်မောင်းထုတ်ရမယ်မန္တလေးတိုင်းလည်းသူတို့မောင်းထုတ်ရမယ်ပဲခူးကလည်းမောင်းထုတ်ရမယ်စကိုင်းကလည်းမောင်းထုတ်ရမယ်မကွေးကလည်းမောင်းထုတ်ပြီးမြန်မာနိုင်ငံပြည်ပကိုပဲတော်တော်ပင်လယ်ထဲမောင်းချရတော့မယ်သူတို့ကိုမြန်မာနိုင်ငံမှာနေခွင့်မပေးနိုင်ဘူးလက်နဲ့ချရင်ချအမားကိုဝန်ခံအဖမ်းခံထောင်ချခံသူတို့အပြစ်ကိုသူတို့အပြစ်ယူအဲ့ဒါမှကျွန်တော်တို့လက်ခံတယ်ဘယ်လိုနည်းနဲ့မှဒီလူတွေကိုဆွေးနွေးလည်းမဆွေးနွေးနိုင်ဘူး power sharing လည်းမလုပ်ပေးနိုင်ဘူးသူတို့စစ်တပ်ကိုလည်းကျွန်တော်တို့လက်မခံတော့ဘူးသူတို့စစ်တပ်တစ်ခုလုံးကိုဖျက်သိမ်းရမယ်သူတို့စစ်တပ်ကိုကျွန်တော်တို့ရဲ့ PDF ကလေးငယ်များနဲ့အစားထိုးမယ်သူတို့စစ်တပ်ကိုကျွန်တော်တို့ရဲ့အမှန်တရားယက်တည်ကြသောကျွန်တော်တို့ရဲ့လူငယ်များနဲ့လူလက်ပိုင်းနဲ့စစ်သားတွေနဲ့အစားထိုးမယ်အဲဒီခုရှိနေတဲ့မင်းအောင်လှိုင်စစ်တပ်ရဲ့စစ်ဗိုလ်စစ်သားစစ်ဗိုလ်ချုပ်အကုန်လုံးကိုကျွန်တော်တို့လည်းနဲ့ဖျောက်သိမ်းမယ်အကုန်လုံးကိုဖမ်းမှာတာဝန်ရှိတဲ့လူအကုန်ဖမ်းမှာတက်နိုင်ရင်မမပြေအကုန်မောင်းထုံမယ်အပြတ်ပဲပင်လယ်ထဲကိုမောင်းချမှာအကုန်လုံးသူတို့ခုဖွင့်လာတဲ့တက်ရင်တက်ဖွဲ့တွေအကုန်လုံးကိုကျွန်တော်နိုင်အောင်တိုက်မယ်မြန်မာပြည်မှာသူတို့ကိုအခြေချခွင့်မပေးဘူးမြန်မာပြည်မှာနေခွင့်လည်းမပေးနိုင်ဘူးသူတို့နေရမယ့်နေရာဒီအကျဉ်းထောင်ပဲရှင်းလေးပဲအကျဉ်းထောင်မနေခြင်းမြန်မာပြည်ကထွက်ပြီးသွားပူတင်နဲ့သွားနေအဆက်လို့မော်စကိုမှာသွားနေနော်မော်စကိုမှာသွားနေမကြင်နဲ့ရင်တရုတ်ပြည်မှာသွားနေသူတို့ဒီကျွန်တော်တို့ပြည်နေတယ်ပေးကိုပေးရမှာကျွန်တော်တို့နိုင်ငံသားတွေကိုသူတို့နိုင်ငံသားပြည်ရုပ်သိမ်းထားတယ်သူတို့ကလည်းကျွန်တော်တို့ရုပ်သိမ်းမှာကျွန်တော်တို့နိုင်ငံသားတွေအားလုံးကိုကျွန်တော်တို့တော်လိုင်းသမားတွေအားလုံးကိုအိမ်တွေအားလုံးကိုသူတို့ပိတ်စည်းရတယ်သူတို့ကလည်းအကုန်ပိတ်မှာသူတို့နိုင်ငံသားတွေမြန်မာပြည်မှာနေလို့မရအောင်မောင်းထုတ်တယ်သူတို့ကလည်းမောင်းထုတ်မှာအဲ့ဒီသူတို့ဘက်ကထောက်ခံတဲ့လူတွေပါအကုန်လုံးကိုမောင်းထုတ်မှာတယောက်မှမထားဘူးဘာကြောက်လဲဒီရာဇဝမှုကိုလောက်ရမှာသူတို့နဲ့ပေါင်းနေတဲ့နိုင်ငံရေးသမားတွေအားလုံးကိုလည်းပြည့်ပြည့်ထန်ထန်အေးအေးယူမယ်သူတို့ကိုမြှောက်ပြီးပြောနေတဲ့လူများအားလုံးကိုလည်းပြည့်ပြည့်ထန်ထန်အေးအေးယူမယ်မြန်မာနိုင်ငံရေးမှာနိုင်ငံရေးလုပ်ခွင့်ပိတ်ပင်မယ်သူတို့နဲ့ပေါင်းထားတာဖြစ်တဲ့အတွက်အကြမ်းဖက်အားပေးဆိုပြီးတော့ဥပဒေအကြောင်းအရာအေးအေးယူမယ်သူတို့ရဲ့ပိုင်ဆိုင်မှုတွေအကုန်သိမ်းမယ်အဲ့ဒါအပြတ်ပဲသူတို့ထောင်မဲချမယ်နော်ကျွန်တော်ပြောပြီးသားနော်ဥပဒေကြောင်းနဲ့ပဲလုပ်မယ်ကျွန်တော်တို့သဘောနဲ့ကျွန်တော်တို့ကိုအဆုံးစီရင်ခွင့်မရှိဘူးတေတံပေးပိုင်ခွင့်မရှိဘူးတရားခွင်ရပဲတရားသူကြီးကဥပဒေနဲ့အညီပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဘယ်သူမှဘယ် PDF ခေါင်းဆောင်ဘယ် NUG ခေါင်းဆောင်ဘယ်လက်နက်ကင်တယောက်ကမှကျွန်တော်တို့ဘက်ကသူတို့ကိုယ်သဘောနဲ့ကိုတရားစီရင်ခွင့်မရှိဘူးနော်အကုန်လုံးဖမ်းမယ်အကုန်တိုင်းပြည်ကနေမောင်းထုတ်သူတို့ပစ္စည်းတွေအကုန်သိမ်းကျွန်တော်တရားရုံးတင်မယ်ဒါအပြတ်ပဲအဲ့ဒါအပြတ်ပဲသူတို့အတွက်နိုင်ငံရေးပါတီလည်းမရှိဘူးသူတို့အတွက်နိုင်ငံရေးသမားလည်းမရှိဘူးနိုင်ငံရေးလုပ်ပိုင်ခွင့်လည်းမပေးဘူးအဲ့ကြက်ကဖွံ့ဖြိုးရေးပါတီကိုဖျက်သိမ်းမယ်အဲ့ဒီကြက်ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေအကုန်ဖမ်းမှာအဲ့ဒီကြက်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ပိုင်ဆိုင်မှုနိုင်ငံတော်အကုန်ပြန်သိမ်းမယ်အကုန်ပြည်သူပိုင်ပြန်သိမ်းပြီမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေပုဂ္ဂလိကပိုင်ဆိုင်မှုတွေအကုန်သိမ်းမှာသူတို့တွေကိုယာသက်ပံမိသားစု10ဆက်လောက်နိုင်ငံရေးလုပ်ခွင့်ပိတ်မယ်